ကိုတို့အားလုံးမင်္ဂလာပါကျွန်တော်အခုဒီရက်ကြားမှာဗီဒီယိုတွေမတင်ဖြစ်တာကြားပြီပေါ့နော်အလုပ်မအားတဲ့ကြားရပါတော့ကျွန်တော်အခုဒီနေ့လဲကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်တင်နေကြနော်ကျွန်တော်ဗီဒီယိုတွေမတင်ပေးမဲ့လဲကျွန်တော်ဒီမှာတင်တန်းနေလာအားနေကြတာပေါ့နော်ကျေးဇူးတင်ပါတယ်အခုကျွန်တော်ဒီမှာပေါ့နော်ဘာဆော့ပြမလဲဆိုရင်ကျွန်တော်တို့ဝိုင်းထဲမှာဇိမ်းရိုက်ပေါ့နော်ဇိမ်းရိုက်တော့သူများဖဲတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဘာကင်ဖဲတော့ဒီအဲ့လိုမျိုးကျွန်တော်တို့ဒီအမျိုးမျိုးပေါ့နော်ကျွန်တော်တို့ဖဲထုတ်ဒီကိုလုတ်ဖဲထုတ်ဒီပေါ့နော်အဲ့ဒါတွေမဟုတ်ပဲねကျွန်တော်တို့ကဝိုင်းထဲမှာရှိတဲ့ဖဲထုတ်ပေါ့နော်ဝိုင်းထဲမှာရှိတဲ့ဖဲထုတ်နဲ့ကျွန်တော်တို့ဒီအော်တိုတွေဇာတ်တွေကြောက်ကစားမယ်ပေါ့နော်တော့ဘယ်လိုကစားမယ်နော်အဲ့ဒါလေးချက်ကြည့်ပြလိုက်မျိုးလေးနော်ဟုတ်ပြီဒီတော့ဖဲထုတ်ကိုကလပ်ပန်ထိုးမယ်ပေါ့နော်တော့အခုပေါ်ဝေး5အိမ်စော့ပြမယ်ဗျာနော်လောဆယ်ဒီမှာရောကြမယ်ပေါ့နော်ဟုတ်ပြီအကုန်လုံးကဒါဟိုရောမယ်မှုမယ်နှောက်မယ်ပေါ့နော်အမျိုးမျိုးလုပ်ကြမယ်အဲ့ထဲကမှကျွန်တော်တို့ကဒီမှာ1 2 3 4ဟုတ်ပြီကျွန်တော်တို့ကဒီမှာဒီဝိုင်းရဲ့တယောက်ယောက်ကိုပေါ့နော်ကျွန်တော်တို့ချိုးခိုင်းလိုက်အဲ့ဒီရောမယ်မှုမယ်ပေါ့နော်ဟုတ်ပြီကိုစိတ်ရိုက်မှုယူပါရဲ့အဲ့ဒီမှာကျွန်တော်တို့ကဒီမာဂင်တွေလည်းပေးကြမလို့ပေါ့နော်မာဂင်တွေချိုးတွေပေးကြမလို့အဲ့တော့ဒီမှာဝိုင်းထဲမှာချပြီးတယ်ကြိုက်တဲ့လူကချိုးလို့ရတယ်နော်အဲ့ဒါကိုကျွန်တော်တို့ကချိုးပါအဲ့တော့ကျွန်တော်တို့ဒီပွဲမှာပေါ့နော်လုံးဇားနဲ့ပေါ့နော်ဇားနဲ့ကျွန်တော်လိုချင်တယ်ဗျာအဲ့တော့ကျွန်တော်ကဘာမှပြန်မလုပ်ဘူးဒီမှာပဲ9အိမ်ပဲဝေးနေတာပေါ့နော်တော့နော်တော့ဒီမာဂီနေကျွန်တော်တို့ဘောနော်လုတ်ဖဲထုတ်တွေမလိုဘူးဝိုင်းထဲမှာတွေကျွန်တော်နိုင်အောင်ဆုံးရရတယ်နော်ဟုတ်ပြီတောင်းအိမ်ကကျွန်တော်3ပေါက်ရှိတယ်နော်ဒီဘက်မှာလည်း3ပေါက်ပဲနော်နောက်ဆုံးဒုတိယတတိယအိမ်ဒါဆိုရင်ဒါအော်တိုကြောက်တယ်နော်နောက်ဆုံးအိမ်ပေါ့နော်နောက်ဆုံးအိမ်ဆို2ပဲရှိတော့3အိမ်ဆွဲလိုက်မယ်နော်အိမ်3အိမ်ပေါ့နော်အကုန်လုံးတော့ကန်ဆိုကျွန်တော်ကဒီပွဲမှာဇားနဲ့လိုချင်တာပေါ့နော်ဇားနဲ့လိုချင်တယ်ကျွန်တော်ယူရမယ်ဆိုဟတ်ရှစ်တွေ့ရဖြစ်တဲ့အတွက်ကျွန်တော်တို့ကတခုခုပေါ့နော်ဟတ်ကဲတို့ဟတ်တေးတို့လာရင်တော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကမကြကြအောင်ဆော့ပါလေနော်ကြောက်ပါတော့မကြကြအောင်ဆော့ပါဒါဝိုင်းနေရဖဲတို့ပေါ့နော်ကျွန်တော်တို့ရဲ့လုံဖဲတို့ဒီပါတယ်မလိုဘူးပေါ့နော်မာကင်နေပါတယ်ဘာမှမလိုဘူးနော်ဒီဝိုင်းထဲမှာရှိရဲဘယ်လိုဖဲတို့မျိုးလို့ဆိုကျွန်တော်တို့ကဟိုလိုစားတွေအဲ့လိုမျိုးအော်တိုတွေဒီလိုမျိုးပေါ့နော်အော်တိုတွေကြောက်ဆော့တယ်တော့တင်ပြီးတဲ့တင်တန်းလေးပေါ့နော်ရှိပါတယ်မတည်သေးတဲ့ယူဘူးလေးလာပြီးတော့တက်ပြီးတော့ဒါလေးလာတင်ကြားလို့ရပါတယ်ဗျာနော်ကျေးဇူးတင်ပါတယ်ညီကိုတို့ကြီး